ပြုံးမမလာတဲ့ကိုလိုလူရဲ့အပြုံးစုအယူရဟာမင်းဘဝအတွက်တော့မဖူလုံးနိုင်သေးတယ်အပြုံးနဲ့နှုတ်ဆက်နေစဉ်ကိုအတွေ့များကသွဲဝဲလေမင်းနဲ့အရင်လိုဘဝမျိုးရောက်ချင်လေအရင်တစ်ခါနေလာခဲ့တဲ့ဘဝကိုပြန်နေချင်သေးတယ်အတူနဲ့ချင်ပေမဲ့လည်းအသေးရဲ့စိတ်ငါသွားခဲ့တယ်ကိုနေချင်ပေမဲ့လည်းချိုက်တဲ့ရမမျိုးတဲ့ကအစင်နာရမအမြဲတမ်းတန်နေမေဝါလန်ချန်နေကိုလိုလူရဲ့အတွေ့အထိအဆောင်ရှောင်းဟာမင်းနှလုံးသားကမလို့ချင်ပြီးဖို့လေအပြုံးနဲ့ခွင်လို့နေစဉ်ကိုအသေးများလေးကျွမ်းငိမ့်ပြီးမင်းနဲ့